ပေါင်ရင်းကအတန်နေမြည်တယ်ပေါင်နေခဲနေတဲ့သူတွေရှိလားရှိလို့ရှိရင်ကျွန်တော်ခုလုပ်ပြမယ့်လေ့ကျင့်ခန်းလေးကိုလိုက်လုပ်ကြည့်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ healthy lifestyle ကိုအဓိကကူညီပြီးပြသပေးနေတဲ့ personal trainer ပိုင်စိုးဝဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ yoga block တုံးလေးနေရာမှာအိမ်မှာရှိတဲ့ခေါင်းလေးသုံးလို့ရတယ်ဖလုံးလေးသုံးလို့ရတယ်ကျွန်တော်တို့ခါးနဲ့တင်မဆက်တဲ့နေရာမှာ yoga block တုံးလေးခံလိုက်မယ်ပြီးရင်ခြေထောက်လေးကိုဖြည်းဖြည်းချင်းဆန့်and then အဲ့ရမှာတစ်ဆင့်ကျွန်တော်ဒီနားလေးကလန်ကြတာလိမ့်မယ်ပေါ့နော်ဒီဘက်ဒူးလေးကိုကွေးပြီးတော့ခြေပြားလေးကိုဘက်ကိုရင်မဘက်ကိုဆွဲမယ်ဆွဲရင်းနဲ့အဲ့မှာလေးရှူဒီမို့တို့ဖြည်းဖြည်းချင်းဆွဲမယ်ပေါ့နော်ဒီဘက်ခြေထောက်ကကြွလိုက်မလားဒီဘက်ခြေထောက်ကခဏလေးထောင်ပြီးတော့ဖိထားလိုက်မယ်လေးရှူလေးမို့တို့ကိုရသလောက်ထိဆွဲမယ်အတင်းဆုံးနေရာရောက်ပြီပေါ့နော်ကျွန်တော်ထပ်ဆွဲလို့မရတော့ဘူးဒီနားမှာထပ်ဆွဲလို့မရတော့ဘူးဆိုရင်စိတ်လျှော့တာလေးရှူလေးမို့တို့10စက္ကန့်လောက်ခဏရထားပေးမယ် and then ဖြည်းဖြည်းချင်းပြန်လျှော့ပေးမယ်နောက်ထပ်တစ်မျိုးကကျွန်တော်တို့ဒီ block တုံးလေးနေရာမှာရည်သက်မူးတိုလေးပဲဖြစ်ဖြစ်ကိုစင်ပြတဲ့ပစ္စည်းတစ်ခုကိုသုံးလို့ရတယ်နောက်တစ်ခုကဒီဘက်ခြေထောက်ကဒီဘက်မှာကွေးပြီးတော့ရင်ဝင်ထဲကိုသိမ်းထားမယ်ပြီးရင်ခြေပြောက်လေးကိုအရှေ့ကိုကော့ထားမယ်အဖြောင်တိုင်းပဲကျွန်တော်တို့ဒီတုံးကိုကြော်ခွာလုပ်မယ်ပေါ့နော်လေးရှုလေးဘောတော့အဓိကဒီခြေထောက်တစ်ချောင်းလုံးကြီးဖြောင်ထားမယ် lift ပြန်ချမယ်နားတယ်ကြွားတယ်ပြန်ချမယ် yes ဒီတိုင်းလေးသွားပြင်မယ်ပေါ့နော်ဘေးညာပေါင်းမှတစ်ဒါလေးကိုကျွန်တော်တို့က10ချိန်ရတဲ့လူက10ချိန်12ချိန်ရတဲ့လူက12ချိန်လုပ်ပေးမယ်ခုလိုမျိုးနေထိုင်မှုပုံစံမှားတဲ့ကြောင့်ဖြစ်တဲ့နာကျင်မှုဝေဒနာတွေကိုကျွန်တော်နဲ့အတူတူ rehab training လုပ်လို့ရနေပါပြီကျွန်တော်ဆက်သွယ်လို့ရမယ့်လိပ်စာနဲ့ဖုန်းနံပါတ်ကို page ရဲ့ description မှာရေးပေးထားပါမယ်အားလုံးပဲကျမ်းမာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye ပါ